ကိုလွန်ခဲ့တဲ့နှစ်20လောက်တည်းကပုံသိန်းသီးနှောင်များသောအဖြစ်စိုက်တယ်လေစိုက်တဲ့ခါကျတော့ဆေးဖြန်းတယ်ဆေးဖြန်းတဲ့ခါကျတော့ तू ကသီးနှံက1ရက်ချ2ရက်2ရက်ချ3ရက်ချဒါပဲရတယ်အများဆုံးချ9ရက်ချဆို9ရက်ချဆိုတာနည်းနည်းတော်ပြီမဲ့ဒီ1ရက်ချတို့2ရက်ချတို့ကြတော့စဉ်းစားရတယ်ကိုရီတောင်မှပဲဈေးတွေကနေကိုစိုက်တဲ့အချိန်မှာဝယ်စားရင်ဗိုက်တွေနာတယ်ဆိုတော့ကိုရီရောင်းလဲသူများတကာတွေကဒီလိုပဲဖြစ်ကြမှာပဲအဲ့ဒီခါကျငါဘယ်လိုလုပ်ရမလဲဆိုတော့အဲ့မျိုးလုပ်ဖို့လိုက်စုံစမ်းရင်းနဲ့အဲ့ EN ကိုဆီယမစီမှာခုနပြောသူသွားတွေ့တာအရင်တော့စိုက်ပျိုးရုံမစိုက်ချင်တဲ့စိတ်တောင်ပေါ်သွားတယ်ဘာလို့ဆိုဒီကက်မီကယ်များတဲ့ဟာတွေသုံးရလုံးအားကြီးတော့ကိုရီးယားပြောမယ်ဟေ့ဆိုရင်ဒီဆယ်စုနှစ်များစွာကိုဒီဓာတုတွေကိုသုံးလာတဲ့အခါကျတော့ဟိုပြောင်းလဲဖို့ဆိုတာကတော့နည်းနည်းစိတ်ဖိစီးမှုလေးတော့နည်းနည်းရှိတာပေါ့နော်အတွေးလေးတော့ရှိတာပေါ့ဒါပေမဲ့စမ်းသုံးတယ်အမှားမရှိဘူးကောင်းရင်ဆက်မယ်မကောင်းရင်ဆုံးမယ်အဲ့နှစ်ခုနဲ့ရွေးချယ်လိုက်တယ်စားသုံးတဲ့လူတွေကဓာတုဆေးကျွေးတာနဲ့ဒီတဘာဝဆေးကျွေးတာနဲ့စားတိုင်းမတူတော့စားသုံးတဲ့လူတွေကမုံလာဥဆိုပါလို့ကွာဟာသူတို့မုံလာဥကလှမ်းတာစားအသားတင်နေဖောဖောကြီးမနေဘူးအဲ့လိုမျိုးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ဓာတုဆေးကိုရှော့သုံးတဲ့အတွက်အန်တီကရင်ထဲကစေတနာလေးစိုက်ပျိုးတဲ့လူတွေလည်းကောင်းတယ်စားသုံးလူတွေလည်းကောင်းတယ်ဘလောက်ကောင်းလဲလို့ဒါရင်ထဲကစေတနာစကားစားသုံးသူလည်းကောင်းတယ်ဟာလားကိုပတ်ဝန်းကျင်လည်းမငြိမ်ညံဘူးလူတွေလည်းကျမကြီးတွေလည်းလျော်ညီတယ်ဆိုတဲ့အတွက်ဘသူရဲ့ဘာလက်ပကားမှမျှော်ကိုပြီးပြောတာမဟုတ်ဘူးပြည်သူလူထုဟာလားစားသုံးသူအကုန်လုံးကောင်းဖို့အတွက်ကိုစိတ်ရင်းစေတနာရင်းနဲ့ပြောတာပါလို့အဲ့ဒါလေးတော့ပြောချင်ပါတယ်